ဒီချက်တောင်းတစ်စောင်အကြောင်းနဲ့ပတ်သက်ပြီးတော့အနေချင်းရှင်းပြပေးခြင်းတယ်ဒီအဖွားတရားဟောအသက်အမခံစဝဲတဲ့ချိန်တော့အသက်82နှစ်သူမိသားစုကဒီအဖွားတယောက်တော့ဝယ်ထားပေးတာနော်ဝယ်တော့82နှစ်ဆုံးသွားတဲ့ချိန်မှာ85နှစ်ဆုံးသွားတဲ့ချိန်မှာကျွန်တော်တို့ရှောက်ပေးတယ် death certificate မိတ္တူပို့ထားပေးတယ်ငါးပတ်လောက်ပဲကြာတယ်နော်ငါးပတ်တော့တွင်းထဲမှာကြံခဲ့တဲ့မိသားစုတွေအမွေခံတူတွေပေါ့နော်ပိုက်ဆံ3,000တန်ချက်တစ်စောင်ရတာပေါ့တဲ့အမခံကုမ္ပဏီကအဆုံးဖြတ်ချက်ချပေးတဲ့စာရွက်ပေါ့နော်အတိပေးစာရွက်ပေါ့ပြောရမယ်ဆိုလို့ရှိရင် determination letter အင်္ဂလိပ်လိုဆိုရင်ပြောချင်တာလူချင်းမင်းတို့လည်းပဲနေရာမဝဲနေပေါ့အခုမျိုးလိုအပ်တယ်ဆိုရင်ဒီဖုန်းနံပါတ်ထဲမှာဗီဒီယိုထဲမှာဖုန်းနံပါတ်ကျွန်တော်အများအားတင်တယ်မဟုတ်ရင်လည်းအောက်မှာလာပေးမှာလားဖုန်းနံပါတ်ရှာပြီးတော့အခုမျိုးလိုအပ်တယ်ဆိုရင်လည်းစာရေးလာပါဖုန်းခေါ်လာပါကျွန်တော်တို့မင်္ဂလာ insurance ကမြန်မာတိုင်းသားတွေအားလုံးအတွက်အခမဲ့ပဲကူညီပေးနေပါတယ်နော်ကျွန်တော်အများအားပြောနေကြအတိုင်းပဲချမ်းသာကြွယ်ဝဖို့ကျွန်တော်တို့ဘဝတည်ဆောက်တဲ့နေရာမှာ life insurance လို့ခေါ်တဲ့အတက်အမခံကမရှိမဖြစ်အရေးကြီးတဲ့ financial product တစ်ခုလေးလည်းဖြစ်တယ်နော်ဒါကိုမမေ့ကြပါနဲ့ကျေးဇူးတင်တယ်